ဟုတ်ကဲ့အာဂျန်ခရိုင်ဆာနဲ့ပတ်သက်လို့တော့ကျွန်တော်မှတော့ပြောရအများကြီးရှိပါတယ်တကယ်ရောလေဒါပေမဲ့ချုပ်ပြီးပြောရမယ်ဆိုတော့အာဂျန်နဲ့တည်တာနှစ်ပေါင်း20ကျော်လောက်ဖြစ်သွားပြီအာဂျန်နဲ့သူ့ရဲ့ဟိုပါပေါ့နော်ရွှေပြောင်းအလုပ်သမားရေးနိုင်ငံရေးနောက်ပြီးတော့ဂျန်တဲ့သဘာဝပတ်ဝန်းကျင်ရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့တာတွေကအများကြီးပုံပြနေပေါ့နော်ရှိပါတယ်နောက်ပြီးတော့သူ့အနေနဲ့ဆိုလို့ရှိရင်ဒီအာဆီယံကျွန်တော်တို့အရပ်ဘက်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စအဲ့ဒီအဖွဲ့အစည်းဒီဖွံ့ဖြိုးတိုးတက်ဖို့နောက်ပြီးတော့ရွှေပြောင်းအလုပ်သမားရေးပေါ့လေအာဆီယံဒေသတွင်းကနိုင်ငံတွေကြားမှာရွှေပြောင်းအလုပ်သမားရေးနဲ့ပတ်သက်တဲ့ဒါတွေလုပ်ခဲ့တဲ့အပြင်အလုပ်သမားရေးနဲ့ပတ်သက်တဲ့ policy တွေတော်တော်များများလုပ်ခဲ့တယ်ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ပညာရေးအလုပ်သမားရေးတော်တော်များအာဂျန်နေနဲ့သူတတ်နိုင်တဲ့ဘက်ကနေပြီးပါဝင်ခဲ့တယ်ဗီဒီယိုလည်းထူထောင်အခုလိုမျိုးထူထောင်ပြအောင်လို့အာဂျန်ကအဓိကကျွန်တော်တို့ရဲ့ဘယ်လိုခေါ်မလဲဖောင်ဒါအဖြစ်နဲ့ပေါ့နော်ဒီဟာကြီးကိုကျွန်တော်တို့ driver နဲ့တွဲပြီးဒါလုပ်ခဲ့တာပေါ့ကျွန်တော်အနေနဲ့မမရဆိုလို့ရှိရင်အာဂျန်ကသူ့ရဲ့လက်အောင်ငယ်သားတွေပေါ်ဆိုအမြဲတမ်းဝင်နေဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်တညာမှုရှိတယ်နှွေးထွေးဆက်ဆံတယ်နောက်ပြီးတော့အလုပ်သမားရေးအတွက်တည်တံ့ဆိုလို့ရှိရင်တော့အထင်ကြီးကတော့ကျွန်တော်ရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့လိတ်ကျွန်းအမှုမှာဆိုလို့ရှိရင်ဒါသူရဲ့ပါဝင်အားထုတ်မှုအများကြီးရှိခဲ့တယ်ပေါ့နော်ဒီအစိုးရအဖွဲ့အစည်းတွေနောက်ပြီးတော့လွှတ်တော်နိုင်ငံရေးပါတီတွေအဲ့ဒါတွေနဲ့ပါဒီအလုပ်သမားရေးနဲ့ခုနလိုမျိုးလိတ်ကျွန်းရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဖွဲ့ဝင်လုပ်ခဲ့တယ်နောက်ပြီးတော့အာဂျန်နဲ့ဒီကိစ္စကိုနိုင်ငံတကာနဲ့ဟလာဒီပတ်ဝန်းကျင်အတိုင်းဒီဘယ်လိုခေါ်မလဲအလုပ်သမားရေးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုသိအောင်ပတ်ဝန်းကျင်ကိုဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့မီဒီယာကနေတဆင့်လဲကျွန်တော်တို့မှတ်တမ်းမှတ်ရမယ်ပေါ့နော်အဲ့ဒါလဲသူ့အနေနဲ့သူ့ရဲ့အမြင်နောက်ရွှေပြောင်းအလုပ်သမားတွေရဲ့လက်တွေ့ကြုံရတဲ့အခြေအနေကိုလေကျွန်းအရေးကိုမိမောင်းထိုးပြီးတော့သူဝေမျှသွားတယ်လုပ်ခဲ့ပါတယ်နောက်တစ်ခုကတော့မမေရကျွန်တော်တို့အနေနဲ့ဗျာအာဂျန်အိမ်ကိုအာဂျန်ရဲ့ဒီဘန်ကောက်မှာရှိတဲ့အိမ်ကိုဆိုလို့ရှိရင်အချိန်မီလို့လက်သွားလာခွင့်ရှိတယ်ဗျသူကျွန်တော်တို့လာတဲ့အချိန်နဲ့သူရှိတဲ့အချိန်ဆိုလို့ရှိရင်အချိန်မီဖုန်းဆက်သူအနေနဲ့လက်ခံတွေ့ဆုံကျွန်တော်တို့အခမ်းကောင်းမှုစကားပြောဆုံးမရတယ်အများကြီးလုပ်ပါတယ်နောက်ဆုံးကတော့သူမဆုံးခင်ပေါ့နော်သူအဲ့ဒီကာလမှာကျွန်တော်နောက်ဆုံးတွေ့ရဒါကတော့ကျွန်တော်တို့အတွက်အမှတ်တရဖြစ်စေတယ်အဲ့ဒါဘာလဲဆိုတော့သူ့အနေနဲ့အဲ့ချိန်မှာစကားကောင်းမပြောနိုင်တော့ဘူးနောက်ပြီးတော့သူကရေဆိုလို့ရှိရင်လည်းအဲ့ချိန်မှာဟိုပေါ့ခေါင်းစားလေးနဲ့ပဲအဲ့လိုရေလေးတွေဟိုနေဖြစ်နေရတဲ့အချိန်ပေါ့အဲ့ချိန်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့တချို့ဟာတွေနောက်အလုပ်သမားရေးတွေသူပြောချင်တယ်အဲ့ဒါကိုသူ့မှာစာနဲ့ချပြီးတော့ရေးပြီးတော့သူမြိတ်တွေပဲဝယ်ပြီးအဲ့လိုမျိုးကျွန်တော်တို့ပြောခဲ့တာနောက်ဆုံးအချိန်ပေါ့နော်ကျွန်တော်တွေ့တဲ့အချိန်ပေါ့ဆိုတော့ပြောပြစရာတွေကအများကြီးပါပဲဒီလောက်ပဲကျွန်တော်ပြောလို့ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ကျွန်တော်တို့ပထမဦးဆုံးဥက္ကဋ္ဌဒီ Mr. Chrysler ချွန်းတော်ကကျွန်တော်တို့နဲ့သိခဲ့တာကျွန်တော်နဲ့ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရသိခဲ့တာဆိုလို့ရှိရင်နှစ်30ကျော်လောက်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ foundation ကိုကျွန်တော်တို့စထောင်တယ်ကျွန်တော်ကိုယ်တိုင် foundation စထောင်နေချိန်မှာဒါကျွန်တော်တို့ Thai foundation ဖြစ်ရှင်တယ်ပေါ့နော်ဆိုတော့ဒီကြောင့်မလို့ကျွန်တော်ရဲ့ Thai လူမျိုးတွေပေါ့မြန်မာပြည်ရဲ့ရှင်းပြောင်းလို့သမားကြီးမြန်မာပြည်ရဲ့နိုင်ငံကြီးကိုစိတ်ဝင်စားတဲ့ထိုင်းနိုင်ငံရေးသမားတွေကျွန်တော်တို့ထိုင်းတက်ကြွလှုပ်ရှားသူတွေထိုင်းပညာရှင်တွေကျွန်တော်တို့တွေ့ဆုံပြီးတော့ကျွန်တော်ချင်းကပ်အခုညီတောင်းအောင်အဲ့ချိန်မှာပဲကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့အာဂျန်ခရိုင်ဆာကသူကတက်ကြွကြွပဲသူကဒီဥက္ကဋ္ဌယာဒူသူတာဝန်ယူပြီးတော့ဥက္ကဋ္ဌနာမည်ခံယူပဲမဟုတ်ဘဲနဲ့သူကအလုတ်များတဲ့ဂျားကပေါ့သူဒီအလုတ်သမားရှင်းပြောင်းအလုတ်သမားရေးတွေဒုက္ခတဲ့ရေးဒီနေဆက်ဒေသပြဿနာတွေကျွန်တော်တို့အများအားကိုကူညီဆောင်ရွက်ပေးတဲ့ပုံကူဖြစ်ပါတယ်အာဂျန်ခရိုင်ဆာကဆိုကျွန်တော်တို့အတွက်ကတော့တကယ်ကျွန်တော်တို့ရဲ့တကယ်အကူကြီးတယောက်ကျွန်တော်တို့အမတမလူသားဆန်တဲ့ကျွန်တော်တို့ထိုင်းနိုင်ငံရေးတကြွလှုပ်ရှားသူပညာရှင်တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအခုလိုမျိုးကျွန်တော်တို့ကဒီထိုင်းနိုင်ငံထဲမှာကျွန်တော်တို့ရုံး9ရုံးဖွင့်ပြီးတော့ကျွန်တော်ကလေးတွေတဲ့ပညာရေးကျန်းမာရေးကျွန်တော်အလုပ်သမားအခွင့်အရေးကိစ္စတွေဆောင်ရွက်နေတာကျွန်တော်တို့ရဲ့ဆုံးသွားတဲ့ကျွန်တော်တို့အကူကြီးကျွန်တော်တို့ရဲ့နီးပြလမ်းပြလုပ်ခဲ့ပြီးတဲ့ကျွန်တော်တို့ထိုင်းနိုင်ငံရေးသမားထိုင်းပညာရှင်ဒီအာဂျန်ခရိုင်ဆာကဲပ
ပါဝင်ကူညီဆောင်ရွက်မှုတွေကအများကြီးရှိခဲ့ပါတယ်သူရာအခုလိုမျိုးမကူညီခဲ့လို့ရှိရင်ကျွန်တော်တို့ FED ဆိုတာလည်းအခုလိုမျိုးရက်တည်နေမှာပေါ့ပါဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ဒီအာချာခရိုက်ဆတ်မျိုးထိုင်းပညာရှင်လူခွင့်ရေးကြွတဲ့လူတွေထိုင်းနိုင်ငံမှာအများကြီးပေါ်ပေါက်ပါစီလို့ကျွန်တော်အနေနဲ့ဆုတောင်းချင်ပါတယ်ค่ะก็ปุ๊กปิ๊กนะคะเป็นหัวหน้าฝ่ายบุคคลของมูลนิธิการศึกษาเพื่อการพัฒนาค่ะรู้จักอาจารย์ไกรศักดิ์มาปีนี้ก็19ปีนะคะแล้วก็รู้สึกเสียใจเป็นอย่างมากที่ท่านได้จากไปเมื่อ5ปีที่แล้วนะคะก็สำหรับการทำงานกับอาจารย์ไกรศักดิ์กับมูลนิธิการศึกษาเพื่อการพัฒนานะคะอาจารย์เป็นนักต่อสู้ที่เป็นไอดอลของปิ๊กค่ะแล้วก็ปิ๊กชอบในเรื่องของการทำงานที่เกี่ยวกับการมอบโอกาสให้กับเด็กแม้ว่าจะเป็นเด็กแรงงานข้ามชาติก็ตามนะคะอาจารย์ก็ส่งมอบความรู้ความเข้าใจให้กับกลุ่มเด็กที่เป็นกลุ่มเด็กในแก๊งนะคะให้เด็กได้ไปโรงเรียนนะคะไม่ได้จำกัดว่าจะเป็นชนชาติไหนแต่อาจารย์สอนปิ๊กว่าเด็กทุกคนต้องได้เรียนหนังสือและมีอนาคตที่ดีขึ้นค่ะถ้าพูดถึงอาจารย์ไกรศักดิ์เกือบ5 ปีแล้วนะคะที่เราเสียอาจารย์ไปไม่ใช่ว่าเป็นการเสียเฉพาะของมูลนิธิการศึกษาเพื่อการพัฒนาเท่านั้นนะคะในความคิดของเจ้าหน้าที่ FED เนี่ยเรากำลังเสียบุคคลสำคัญของชาติเพราะว่าหลายๆครั้งที่การที่ใครสักคนเนี่ยจะลุกขึ้นมาคิดในสิ่งที่แตกต่างและทำให้มันเป็นจริงอย่างประเด็นเรื่องของสิทธิค่ะเรื่องของสิทธิของเด็กข้ามชาติที่เป็นเรื่องที่อาจจะต้องใช้เวลาในการสร้างความเข้าใจให้กับสังคมไทยเนื่องจากไม่ใช่ว่าคนไทยเป็นคนเห็นแก่ตัวนะคะแต่ว่าเพราะว่าสิทธิความเป็นอยู่ของพลเมืองเนี่ยขณะที่เราต้องมีการพัฒนาเนี่ยก็คือทำให้คนในชาติเนี่ยก็มีความเป็นห่วงด้วยว่าแล้วเด็กไทยจะอยู่ยังไงเราช่วยเหลือเด็กไทยเพียงพอหรือยังการที่มีคนคนหนึ่งกล้าที่จะมาเปลี่ยนแปลงแล้วก็ทำให้เรื่องสิทธิเนี่ยเข้าสู่ความเป็นจริงมากขึ้นเนี่ยอันนี้คือเรื่องที่น่าภูมิใจมากๆนะคะอาจารย์ไกรศักดิ์จากเราไปแล้วแต่สิ่งที่อาจารย์ไกรศักดิ์ทำไว้รอยยิ้มเสียงหัวเราะความจริงจังความเข้มข้นแล้วก็คำแนะนำดีๆเนี่ยยังอยู่ในใจของใครหลายคนใน FED ถ้าเป็นไปได้อยากให้ทุกคนที่ฟังเสียงของวิดีโอนี้นะคะก็ให้ใช้ชีวิตของอาจารย์ไกรศักดิ์เป็นแบบอย่างในการลุกขึ้นมาเปลี่ยนแปลงเพื่อพัฒนาแล้วก็ก้าวสู่สิ่งที่ดีกว่าหากเราเชื่อมั่นนะคะก็ถึงแม้ว่าจะมีอุปสรรคต่างๆเชื่อว่าสิ่งเหล่านั้นจะเป็นตัวทดสอบแล้วก็ทำให้เราก้าวเดินไปสู่อนาคตข้างหน้าอนาคตที่สังคมมีความสงบสุขแล้วก็แบ่งปันกันมากขึ้นขอให้อาจารย์ไกรศักดิ์เป็นแบบอย่างหนึ่งของสังคมไทยนะคะสำหรับพวกเราชาว FED เราจะไม่มีวันลืมอาจารย์ไกรศักดิ์ค่ะขอบคุณมากนะคะสวัสดีค่ะခုဆိုရင်အကျန်ဆုံးသွားတာ9 နှစ်ရှိပေါ့နော်ကျွန်တော်တို့အနေနဲ့အမြဲတမ်းလိုတိုက်ဆိုင်တဲ့အမြဲတမ်းလိုအောင်မေတ္တိရလည်းရှိပါတယ်နောက်ပြီးတော့အကျန်ဆုံးသွားတာသူ့ရဲ့မိသားစုသူ့အတိုင်းဝိုင်းနိုင်ငံအတွက်အပြင်ကျွန်တော်တို့ရွှေ့ပြောင်းအလုပ်သမားတွေအတွက်အင်မတန်မှကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါ